Okay ဗျာဒီတစ်ခါတော့ကျွန်တော်တို့REST ရဲ့ common collection နဲ့တစ်ခုဖြစ်တဲ့ filter အကြောင်းပြောပြကြမယ်ဗျာREST ရဲ့ standard library တွေထဲမှာတခြားအသုံးဝင်တဲ့ data structure အများကြီးရှိရပေါ့ဗျာအဲ့ထဲမှာ collection ဆိုတဲ့ဟာလည်းတစ်ခုအပါဝင်ပေါ့လေအဲ့တော့ဗာလဲဆိုတော့တခြား data type တွေကတဲ့သူကတန်ဖိုးတစ်ခုပဲတင် hold လုပ်နိုင်တယ်ပေါ့လေဒါပေမဲ့ collection တွေကကြတော့multiple value ဆို hold လုပ်နိုင်တယ်ပေါ့ပြီးတော့ဒီ data တွေ heap memory ပေါ်မှာတင်တယ်အမှcollection type ထဲမှာကျွန်တော်ဒီ chapter 8မှာကသူက3မျိုးပြောပြမယ်ပေါ့လေfactor ရယ်string collection ရယ် hash map ရယ်ပေါ့factor ကကြတော့ဗာလဲဆိုတော့တန်ဖိုးတွေကိုပေးချင်းကရဲ့ထိုးချင်းစီတင်သွားတာပေါ့လေstring collection ကတော့ဒါ character တွေတင်တဲ့ဟာပြီးတော့အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဟို string type ဗျာပုံမှာ string literal နဲ့ string type ဆိုရနှစ်မျိုးရှိရပေါ့လေဒီ string ကကြတော့ကျွန်တော် string type ဖြစ်ပါတယ် okay လက်ရှိရတော့ factor အကြောင်းစကြတာပေါ့ factor ကဘာလဲဆိုတော့တဲ့allow you to store more than one value in a single data structure တစ်ခုထဲမှာတစ်ခုတည်းပို့တဲ့တန်ဖိုးတွေတင်လို့ရအောင်လုပ်ပြီးတော့ပေါ့လေဒါ factor ရဲ့အဓိကလုပ်ဆောင်ချက် factor ကဘာတင်နိုင်လဲဆိုတော့store the values of the same type တူညီတဲ့ type ဖြစ်တဲ့တန်ဖိုးတွေကိုပဲတင်နိုင်တယ်ပေါ့လေ type 2အဓိကအပြင်သူကတန်ဖိုးတွေအများကြီးတင်နိုင်တယ်ဒါပေမဲ့type တော့တူရမယ်ဒါသူရဲ့ကန့်သတ်ချက်ပေါ့လေဥပမာကျွန်တော်တို့ဒါပါတော့ list of item လို့ပါလို့ပေါ့လေဒါကျွန်တော်သုံးနေကြဟာပေါ့ပြီးတော့0 test တို့ပါလို့ပေါ့ဗျာတခြားဟာတွေပေါ့ဒါဥပမာပေးထားပါပေါ့လေ okay ကျွန်တော်factor တခု create လုပ်မယ်ပေါ့ဗျာfactor empty factor တခု create လုပ်ချင်တယ်ဆိုတော့လည်းကျွန်တော်string တွေတော့ create လုပ်ခဲ့သလိုမျိုးပဲfact ဆိုပြီးတော့ new နဲ့ကျွန်တော်ဒီမှာ create လုပ်လို့ရတယ်ပေါ့လေအဲ့တော့ဒီဟာ create လုပ်လိုက်ရင်တော့ဘာရလာမလဲဆိုတော့empty factor လေးတခုရလာမယ်ပေါ့လေသူကဘာသူစမှာပါရှိလဲဆိုတော့ i32 type နဲ့ဒါ factor အလွတ်လေးတခုရလာမယ်ပေါ့ဗျာဒီလိုလုပ်လိုက်ခြင်းအပြင်အဲ့တော့ဒီ factor တွေကိုတဲ့ကျွန်တော်တို့တန်ဖိုးတွေထည့်ခြင်းတယ်ဗျာတန်ဖိုးတွေထည့်ခြင်းတယ်ဆိုရင်ဒီ vat exclamation mark ဆိုပြီးတော့ macro လေးနဲ့ကျွန်တော်တို့ဒီလိုတန်ဖိုးတွေထည့်လို့ရရဗျာအဲ့တော့ v ဆိုပြီးတော့ကျွန်တော် video တခုကျင်ရတယ်အဲ့ထဲမှာ factor vat ဆိုပြီးတော့ကျွန်တော် macro လေးနဲ့တန်ဖိုး3ထည့်လိုက်မှာ1 2 3ဆိုပြီးတော့ဒါတခုပေါ့လေအဲ့တော့ဟုတ်ပြီဒီကျွန်တော်အပေါ်မှာ empty factor တွေကိုတန်ဖိုးထည့်ခြင်းဘယ်လိုထည့်လို့ရလဲဆိုတော့ push နဲ့ထည့်လို့ရတယ်ပေါ့လေအဲ့တော့ဒီမှာဒီကောင် v ကိုကျွန်တော် print ထုတ်လိုက်မယ်ဆိုရင်5 6 7 8ဆိုပြီးတော့ဒီမှာရှိနေမယ်ပေါ့ဗျာ okay ဒါတော့တန်ဖိုးထည့်တာပေါ့တန်ဖိုးတွေကိုအဲ့ထဲတန်ဖိုးတွေကိုပြန်ပြီးတော့ကြည့်ရင်ဘယ်လိုကြည့်လို့ရလဲဆိုတော့သူကနှစ်နည်းရှိရဲတဲ့ဘာလို့လဲဆိုတော့ဒါ indexing ဆိုတာရယ် get method ရယ်ပေါ့လေ indexing ကတော့ဘယ်လိုသုံးလဲဆိုတော့တဲ့ကျွန်တော် video တခု third ဆိုပြီးပြင်ရလိုက်တယ်ပြီးသွားရင်ဒီကောင်ကို reference လုပ်ရမယ်ကျွန်တော်ရှိပြီးသားfactor ကိုကျွန်တော် reference လုပ်ရမယ်ပြီးတော့မှဒါ index number 2ကဟောလို့ကျင်တယ်3ကိုလိုချင်တယ်ဆိုတော့ဒီကောင် index number 0 1 2ဆိုတော့2ကိုလိုချင်တဲ့အတွက်ကြောင့်4000ဝင်တဲ့ဒီ index number ထည့်ပေးလိုက်ပေါ့လေဒါဆိုရင်ဒီ3ကိုရလာမယ်ပေါ့ဒါ indexing နဲ့ယူတာနောက်ကကျတော့ get method ကကျတော့သူကဘယ်လိုသုံးမလဲဆိုရင်လက်ဆိုပြီးတော့ test video တခုရှိမယ်ပြီးသွားရင်ဒီ factor ဆိုရယ် fee.get ဆိုပြီးတော့ get method ကိုသုံးရမယ်ပြီးသွားရင် index number ကိုပဲထည့်ပြရဒါပေမဲ့တခုရှိတာကဘာလဲဆိုတော့တဲ့ index method factor ရဲ့ index method ကသူကဘယ်လိုလုပ်လဲဆိုတော့သူမှာreference ဆိုရယ် self တခုပါမယ်ပြီးရင် index type ရဲ့ use size index တခုပါမယ်ပြီးရင်သူရဲ့ return ဒီ option type ဖြစ်မှာပေါ့လေဒီ reference ဒီဆိုတာဒီဝင်လာတဲ့ type ကိုပြောတာအဲ့တော့ဒီ vector ရဲ့ type ဒီ i32 ဖြစ်တယ်ပေါ့လေအဲ့တော့ဒီမှာကျွန်တော်ပြန်ထည့်ပေးရမယ် type ဒီ option ထဲမှာ ampersand နဲ့ i32 reference i32 ဖြစ်မယ်အဲ့တော့
ဒီမှာဒီကျွန်တော်တို့ဒီ type တွေဒီထည့်မရေးလဲရတယ်ပေါ့လေထည့်မရေးရင်ဒီကောင်ဒီကျွန်တော်တို့ i32 type ဖြစ်တဲ့အတွက်ကြောင့်ဒီကောင်ရဲ့ type တွေလဲ i32 ဆိုပြီးတော့ rest က auto တည်ရပေါ့ဗျာဒါတော့အမြင်တောင်လို့ထည့်ရပါလေဒီလိုဒီကောင်ကြီးကိုထည့်မရေးလဲဒီမှာဒီ option reference i32 type ဆိုပြီးတော့ဒါ rest ကတည်ရပေါ့ဗျာဘာလို့ဆိုတော့ကျွန်တော်ဒီ command tab ကိုတုံးထားတဲ့အတွက်ကြောင့် return ဒီ option နဲ့ပြန်ရမှာokay option နဲ့ return type ဒီ option ဖြစ်တဲ့အတွက်ကျွန်တော်ဘာတွေလိုအပ်လာမလဲဆိုတော့sum တို့ name တို့ဆိုတာလိုအပ်လာပြီဒါကကျွန်တော်အရှိမ pattern matching index and pattern matching မှာပြောခဲ့ရပေါ့လေ option type မှာအဲ့တော့ကျွန်တော်ဒီမှာpattern matching ဆို match ဆိုတဲ့ pattern matching ကိုသုံးရတော့မယ်ဗျာဘာလို့ဆိုတော့ option type ကို return ပြန်ထားရကြအဲကြောင့် match that ဒီ sum နဲ့မှာကျွန်တော် that တန်ဖိုးရှိခဲ့မယ်ဆိုရင်ဒါ that တဲ့ဒီ element ဘယ်လောက်ဆိုပြီးတော့ကျွန်တော်ပြန်ထုတ်မယ်မဟုတ်ဘူးဘာလို့တခြားတန်ဖိုးတစ်ခုသာရှိမယ်ဆိုရင်တော့ and there is no that element ဆိုပြီးတော့ဒါ print ထုတ်မယ်ပေါ့လေokay ပြီးရင်ဒါနောက်တစ်ခုတခါကြည့်အောင်ဗျာကျွန်တော်တို့ဒီမှာ factor array တစ်ခု factor တစ်ခုရှိမယ်ပေါ့ဗျာ1 2 3 4 5ဆိုတဲ့ factor တစ်ခုရှိမယ်ပြီးတော့ရင် first ဆိုပြီးတော့ကျွန်တော် reference လုပ်ထားမယ်ဒီ feed တွေက index 0ကို reference လုပ်မယ်ပြီးတော့ရင် feed.push ဆိုပြီးတော့6ကိုဒီထဲကိုထပ်ထည့်မယ်တဲ့ပြီးတော့ရင်တစ်ကောင်ကို print ထုတ်မယ်ပေါ့ဗျာအဲ့တော့ဒီ code ဒီဘယ်လိုလုပ်မလဲပေါ့တစ်ချက်စဉ်းစားကြည့်ပါအောင်ဆက်စားခြင်း factor တစ်ခုရှိမယ်အဲ့ဒါဟိုမှာ first ဆိုပြီးတော့ variable ဟာဒီ v ဆိုတဲ့ဟာကို reference လုပ်ထားမယ်ပြီးတော့သူရဲ့ index တန်ကို0ကိုလှမ်းပြီးတော့ဖတ်မယ်ပြီးတော့ရင်ဒီ v တွေကိုပဲ push ထပ်လုပ်မယ်6ဆိုတဲ့တန်ဖိုးလေးကို push ထပ်လုပ်မယ်နောက်ဆုံးကျရင်တော့ဒီ first ဆိုတဲ့ဒီကောင်ကို print နှံထုတ်မယ်ပေါ့ဒါဆိုရင်နောက်ဆုံး result ဒီဘာထွက်လာမလဲပေါ့1လားတကယ်တော့ဘာမှမထွက်ဘူးဗျာဒါအလုံးမလုပ်ဘူးဘာလို့လဲဆိုတော့ကျွန်တော် combine လုပ်လိုက်ရင်ဒီမှာ error တက်လာမယ်ဗျာဆက်စချင်းဒီ first မှာဒီကျွန်တော် mutable borrows occur here ဆိုပြီးတော့ဒီမှာ mutable borrow လောက်ထားဆိုပြီးတော့သူက warning ပြမယ်ပြီးသွားရင် video push မှာကျတော့ဒီအပေါ်မှာ sorry ဒီပုံမှာဒီကျွန်တော် immutable borrow ဖြစ်လိမ့်မယ် video push ဒီဒါ mutable value အတက်မိုးပြင်နေသွားပြင်တာဖြစ်သွားတဲ့အတွက်ကြောင့် mutable borrow ဖြစ်လိမ့်မယ်ဒါပေမဲ့ပြန်ထုတ်တာကျတော့ immutable borrows ပြန်ဖြစ်သွားပြီဗျာဒီအပေါ်ဟာပဲအဲ့တော့ဒီမှာ scope တွေ scope မရှိဘူးပေါ့ဗျာပြောရရင် code ကြီးကrest ကဘာလို့မှမသိတော့ဘူးပေါ့လေဒီမှာ panic ဖြစ်နေပြီပေါ့အဲ့ဒီ error ကဘာလို့ဖြစ်လဲပေါ့လေဒါကကျွန်တော်တို့ factor ရဲ့အလုပ်လုပ်ပုံနဲ့လည်းဆိုင်နေပေါ့လေအဲ့တော့ factor ကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ဆက်ဆက်ချင်းဒီမှာ1 2 3 4 5ဆိုပြီးတော့ကျွန်တော် memory ပေါ်မှာနေရာယူထားတယ်ဗျာ memory နေရာယူထားတယ်နေရာယူထားတဲ့ဟာကိုကျွန်တော် index ကိုလှန်ထောက်ထားတယ်ဒါပေမဲ့နောက်စစ်ဆိုပြီးတော့တန်ဖိုးတစ်ခုလာထည့်တဲ့အချိန်မှာသူက rest ကကြည့်ရပေါ့ဗျာ memory ပေါ်မှာနေရာလွတ်လာဆိုဒါပေါ်ဒီမှာ1 2 3 4 5ဆိုပြီးတော့နေရာလေးယူထားတာရှိတယ်ဒီထဲကိုတန်ဖိုးတစ်ခုထပ်ထည့်ဖို့ကြိုးစားတယ်ဒါပေမဲ့ဒီထဲမှာဒီနေရာမဆန့်တော့စစ်အတွက်နေရာမဆန့်တော့အဲ့တော့ rest ကဘာလုပ်လဲဆိုတော့ memory ပေါ်မှာနောက်နေရာအသစ်ထည့်ယူလိုက်တယ်လက်ရှိနေတဲ့1 2 3 4 5ကို6ကိုဆန့်မဲ့နေရာတစ်ခုကိုထည့်ယူလိုက်တယ်နေရာထည့်ယူလိုက်တော့ဒီကောင်ဒီနေရာအသစ်ဖြစ်သွားပြီဗျာထားတော့ဒီကောင်ဒီ A ဆိုဒီကောင်ဒီ B ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒီလှမ်းပြီး reference ယူထားတာဒီ A နေရာကိုပဲ reference ယူထားတာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာဒီဘာမှမရှိတော့ memory ကတက် allocate deallocate ဖြစ်သွားပြီဗျာဒီနေရာမှာဘာမှမရှိတော့တန်ဖိုးတွေကဒီဘက်နေရာကိုရောက် B နေရာကိုရောက်နေပြီဗျာအဲ့တော့ဒီကောင်ကerror တက်တယ်ပေါ့လေဒီအခြေကိုတော့သူတို့ documentation မှာတရားသူရှင်းပြထားဗျာဒါတော့ကျွန်တော်အတူရှင်းပြထားတဲ့ဟာပေါ့လေခုနလို memory ကသူကဒီစချင်းယူထားတဲ့နေရာမှာထည့်ကြည့်ရဲဒါပေမဲ့ဒီမှာမဆန့်ဘူးဆိုရင်တော့ memory နေရာအသစ်တစ်ခုယူရတယ်ပြီးသွားရင်ရှိပြီးသားဟာကိုလည်း copy ထည့်မယ်အသစ်ရောက်လာတဲ့ဟာကိုလည်းထပ်ထည့်လိုက်မယ်ပြီးတော့အစင်လိုက်တင်ထားမယ်ပေါ့လေအဲ့တော့ memory နေရာအသစ်မှာတန်ဖိုးတော့တင်ရမယ်နေရာအဟောင်းကတော့ဘာမှမရှိတော့ဘူးပေါ့အဲ့တော့ဒီကောင်ကိုအလုပ်လုပ်ချင်ဘာလုပ်လို့ရလဲဘာလုပ်လဲဆိုတော့နှစ်မျိုးလုပ်လို့ရတယ်ဗျာကျွန်တော်တို့scope သတ်မှတ်ပေးလိုက်လို့ရတယ်ဒီဒါပေါ့ဒီ first ကိုကျွန်တော် scope သတ်မှတ်ပေးလိုက်လို့ရတယ်ပေါ့လေ
အဲ့လိုလုပ်ရင်လုံးမလုပ်ရင်ဒီ print element ကိုကျွန်တော်အပေါ်တစ်ချက်တင်လိုက်ပေါ့အဲ့နည်းနဲ့တော့ဒီ code ကိုအလုပ်လုပ်အောင်ပြင်လို့ရပါတယ် okay ဒါတစ်ခုပေါ့ဗျာနောက်တစ်ခုကiterating ဆိုတာကဘာလဲဆိုတော့ကျွန်တော်ထပ်ခါအလုပ်လုပ်တာဗျာပြောရရင်loop သဘောတရားပေါ့လေအဲ့တော့ vector တွေကတန်ဖိုးတွေကို iterating ဘယ်လိုလုပ်မလဲပေါ့ဗျာဒီမှာ vector တစ်ခုရှိမယ်အဲဒီမှာဆိုရင် reference မှာတော့ for in သုံးတယ်ပေါ့ဗျာi in reference fee ပေါ့လေဒီ vector ကို reference လုပ်ထားမယ်ပြီးတော့တစ်ခုချင်းစီကို data ထုတ်ပြမယ်ဒါ easy ကိုရင်နောက်တစ်ခုကျတော့ mutable fee ဆိုပြီးရှိမယ်ဗျာ i in နဲ့ reference mutable fee ထဲမှာတော့ကြတော့ဘာလုပ်မှလဲဆိုတော့တန်ဖိုးတိုင်းကို50ပေါင်းရမှာတော့50ပေါင်းတဲ့နေရာမှာဒီကျွန်တော်တို့ပုံမှန်ဒါပေါ့ဒီလိုရေးရင်ကုတ်ဒီအလုံးမလုပ်ဘူးဗျာသူကဘာလို့လဲဆိုတော့ဒီ reference operator ဆိုတဲ့ကျွန်တော်တို့ s-right sign လေးပေါ့လေဒီ reference operator ဆိုတဲ့ဟာလေးကိုဒီ operation မလုပ်ခင်မှာဒီ i ရဲ့ရှေ့မှာထည့်ပေးရတယ်ပေါ့ဗျာအဲ့လိုမှဒီလို operation ဒီအလုပ်လုပ်မယ်တဲ့ဒါတော့တကူမှတ်ထားဖို့ပါဗျာနောက်တစ်ခုကကျတော့ enum လေးပေါ့အဲ့တော့ကျွန်တော်တို့vector မှာဆိုရင်သူက data type တူတဲ့ဟာတွေပဲတင်လို့ရတာဗျာ data နဲ့တန်ဖိုးတွေပဲအများကြီးတင်လို့ရဒါပေမဲ့မတူညီတဲ့တန်ဖိုးတွေတင်ခြင်းဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော် enum ကိုသုံးလို့ရတယ်ဗျာအဲ့တော့ enum သုံးလိုက်ခြင်းအပြင်ဘာဖြစ်လဲဆိုတော့ enum ရဲ့ variant တွေဒီကျွန်တော်မတူညီတဲ့တန်ဖိုးတွေဖြစ်လို့ရတယ်ဒါပေမဲ့ data type ဒီဘာဖြစ်လဲဆိုတော့ enum type ဖြစ်တဲ့အတွက်ကြောင့်သူဒီ same type ဖြစ်သွားတယ်ဗျာ vector ထဲမှာခေါ်တော့ရင်ဒါ spreadsheet cell ဆိုပြီး enum same type ဖြစ်သွားတယ်သူထဲမှာ variant တွေဒီဒါတခြားသုံးနေတဲ့ဟာပေါ့လေ integer လား text လား float လားအဲ့လိုမျိုးသုံးလို့ရတယ်ပေါ့ဗျာနောက်တစ်ခုကတော့dropping ပေါ့ dropping ကတော့ခုနကပြောသလိုတခြားကျွန်တော်တို့ structure တို့ကတော့လို့ပဲ vector မှာလည်း scope ရှိပါတယ်scope ထဲကထွက်သွားရင်ဒီ vector တန်ဖိုးဒီ freeze ဖြစ်သွားပါတယ်ဒါတော့ vector နဲ့ပတ်သက်တဲ့အကြောင်းပါကျွန်တော် chapter 8ရဲ့ 8.1 ပေါ့ဗျာ okay ဗျာနောက်ဗီဒီယိုမှာတွေ့ကြတော့ပေါ့